好嘛，空空下雨，哦，空空下雨，空空下雨啊，都搞呗，但是个耶，season 2耶，九空哇伊，他妈人黑呢哇，炒米啦哇，那么地好高呢那么样啊，没话比瓜，哦，都搞啊，个标价多少伊，下他妈呀，看他那样嘛，当看呢，个标价高米，少年的几年。အခုချိန်မှပြန်ပြေးထွက်လဲမမီရောဘူးကွာဆက်ပြီးတော့ပြန်ရမှာပဲမထူးတော့ပါဘူးကွာဒုက္ခပါပဲကွာဒီအယုံမနဲ့အယုတ်ထီးနဲ့ရောက်ပြီးရှယ်ခေါ်ရမှာနော်ကဲစိတ်ကိုခခိုင်တာကွာမင်းကိုရငွေ 45.6 ဘီလီယံတော့ရမှာနော်ကဲ fighting တိုင်းဒီဘက်ကရန်ဟင်းနဲ့ဟိုဘက်ကချော်ဆူလာပါလားမသိကွာအဲ့ကောင်လေးနာမည်ကငါနည်းနည်းမေးသေးဖြစ်နေပြီโอเค1 2 3ဟေးမလေး嘿，喂，拖你！嘿，哎呀，哎，你များ呀！嘿，嘿，哦喂，小董，喂，哎，拖你，要小董们，哎，给我，哎 ，OK， 呀，嘿，小董们，哇，对，嘿，小威，နိုင်ပြီကွာငါနိုင်သွားပြီပြောမစောနဲ့ဦးညီကိုနောက်ထပ်တစ်ဆင့်ကြံနေရအခုက level 1ကွာကဲ level 2အဆင့်စပြီဟာရောမရိုင်းလိုက်လားရောမရိုင်းလိုက်လားဟာရောပုံမြန်သွားပြီဟာ level 2ကပုံမြန်သွားပြီအိုးအကုန်ကြောက်ကုန်ပြီဟာကြောက်ကုန်ပြီခင်ဗျားမရိုင်းလိုက်လားဗျာခုနဟောင်းမတော်ခတ်နေရဗျာခင်ဗျားဘာလို့ကြိုးကုန်တာကိုပုံမြန်ရတာလဲကျွန်တော်မကြောက်ဘူးလေဗျာမင်းကစားပွဲတွေကိုဝင်လာပြီးွားရေကွာမင်းပြန်ထွက်လို့မရတော့ဒီနေရာကနေချန်ပီယံဖြစ်ထွက်မလားမင်းအလောင်းဖြစ်နဲ့ထွက်မလားရွေးချက်စရာနှစ်ခုပဲရှိရကွာဒုက္ခပါပဲကျွန်တော်အလောင်းဖြစ်နဲ့ဘာလို့ထွက်ရမှာလဲကျွန်တော်နိုင်အောင်တော့ကြိုးစားကြည့်မယ်ဗျာအောက်ပြုတ်ကြရင်တော့အုပ်ဆက်ပွင့်မှာတေးကြရဲကွာအဲ့ပြ fighting ကဲမောင်စမိုင်းငိုချင်သေးတာပေါ့လာ1 2 3ဟေးဝိဟေးဟေး空 OK ရှောင်းပြီအမလေးတော်ပါသေးတယ်ဗျာခင်ဗျားတို့ဆိုးတာပဲဗျာတော်ပြပါကျွန်တော် level 1 2အောင်ပြီဆိုတော့နောက်ထပ် stock ထမြောက်ကစားနေကိုကျွန်တော်တွားလိုက်ကြရအောင်ဗျာကျွန်တော်လျောင်းညီကို level က1နဲ့2ပဲရှိရမှာဟုတ်လေ level 3ရှိတယ်ရဲ့ကွာ level 2ကိုမင်းစက်ခွာလိုက်မယ်ဟိုက်ရှာပါတရောအိုးရောခြေတလန်းတော့မလန်းနိုင်ဘူးအကုန်ပြုတ်ကြကုန်ပြီဟာကြောက်ပြီအလောက်မြန်နေကြုံငါဘလို့သွားခေါ်ရမှာလဲစိတ်လည်းလေးပါတယ်ကွာအဲ့ရောက်ဘာလောက်တွေကဒါချိုးလွှဲနေရလားမီးစက်နိုးနေရလားမသိဘူးရောမင်းတို့ဟာကြီးမဟုတ်သေးဘူးလေကွာအဲ့လောက်ကြီးကြောက်ရောက်ငါဘလို့ခုံအောင်ပါလဲဒုက္ခပါပဲဒီစူးစားမှာပဲကွာအဲ့ရောက်လာရင်မထူးတော့ဘူးကွာကဲ fighting ကဲ level 3ကတော့နောက်ဆုံးပဲဆိုအဆင်ပြေမှာပါအဲ့ 45.6 billion ကိုရငွေဆိုနဲတော့မနေဘူးကွာ okay 3 2 1ဝေးမလေးအမလေးတော်ဘလို့ခုံနေရအော်ပေးပါရောမရဘူးဗျခင်ဗျားကရခက်တယ်ဗျအေးအောင်ဘလို့လုံးပါလဲကွာဒီမှာအကုန်လုံးကြာကုန်ပြီကွာငါ့ဝင်းနာမရှိဘူးဖြစ်နေရဝင်းနာမရှိရင်တော့နောက်ဆုံးမှကြာသွားတဲ့ကောင်လေးကိုပဲငါ့ဝင်းနာပိတ်လိုက်ကြပါကွာဝင်းနာတယောက်မှမထွက်တော့မရဘူးကွာဆရာကငါ့ကိုကောနေမယ်နောက်ထပ်ကစားပွဲရတယ်ကြံသေးရတယ်ကွာအစီအစဉ်ကမပြီးသေးဘူးမင်းပြောရလေမှန်တယ်ကွာကောင်းပြီဒါဆိုရင်ငါတို့နောက်ဆုံးမှကြာသွားရဲ့စမတ်ဆိုပဲကောင်လေးကိုပဲဝင်းနာပေးလိုက်ကြပါကွာကဲမောင်စမတ်ဝင်းနာဟေးငါဝင်းနာဖြစ်သွားပြီကွာဟေးမလေးတော်ပါသေးရဲ့ကွာတော်ပါသေးရဲ့ဟာတော်ဆိုရဲ့အယုံမနဲ့အယုတ်ကြီးပဲကွာဘလို့ပဲဖြစ်ငါအခုနိုင်သွားပြီဆိုဟဲ့နောက်စင်းကိုဆက်ပြီးတော့တက်ရမယ်ကွာဟာနောက်စင်းကရွက်လိုက်ခွင်းလိုက်ကွာဟေးအယုံမလှမ်းကြည့်နေโอเคပြေးရှက်ဟိုမှာကြည့်နေအားလုံးအပြစ်ခံနေရပြီဟာမဟုတ်သေးပါဘူးဟာလီကော်ပတာနဲ့လိုက်ပြစ်နေရဟာမရိုင်းလိုက်တာရောက်ရေးပြေးရအော်ဘယ်လိုက်ရှက်အားနေဒုက္ခပဲဒီကစားပွဲကြီးရောက်ရေးဘုံတွေပါလာပြီကွာပို့ပြီးတော့ခက်ခဲလာရဲ့ကွာရက်ဆက်လာရဲ့မဟုတ်သေးပါဘူးကွာနေစမ်းပါဦးငါတယောက်တည်းကိုကျိုးပဲကြည့်ပြီးတော့ကစားပွဲကိုစုပ်တယ်အဆင်မပြေဘူးကွာငါတာနိုင်သွားတာအခြားပလီယာအကုန်လုံးကတေချင်းစိုးရင်နဲ့တေကုန်ကြပြီโอเคဟာငါစီးရောကြော်ပါ යි ကွာအဖြစ်သေးပါဘူးကွာ
ဒီတိုင်းနဲ့ဆက်ထားရင်ဒီ Squid Game တွေကခဏခဏ season 2ပြီးတဲ့4 5 6 7 8 9 10 11 12 13 14 15ဆိုအများကြီးဆက်ပြီးကျင်းပနေအောင်ပါကွာအဲ့တော့ငါဒီလူတွေကိုစမ်းသက်အတုံးချပြီးတော့ခလီကော်ပတာနဲ့မှလူတွေပြစ်ချကုန်ပြီဒါလောက်ရက်ဆက်ကြမ်းကြုတ်တဲ့ Squid Game ဆိုတဲ့ကစားပွဲကြီးကိုငါကိုယ်ပိုင်ရက်တက်မှရတော့မယ်ကွာဟုတ်တယ်ငါကိုယ်ပိုင်ရက်တက်မှရတော့မယ်ရှော့ကွာပေးစမ်းမင်းတဲ့โอเคရပြီဖျောင်းနေမင်းတို့ကောင်တွေရဲ့ Squid Game ကစားပွဲကြီးကိုငါ့ရဲ့ရက်တက်မယ်တာယိုဒီကစားပွဲကြီးကိုငါ့ player ဝိုင်းပြီးတော့စတင်လိုက်ရအောင်ကွာဟုတ်တယ်ဒီကစားပွဲကြီးကိုငါ့ player အားလုံးစုပေါင်းပြီးတော့တာစီရမယ်တနတ်တွေလူကိုစောင်းနေအောင်ကြိုက်ခိုင်းဟုတ်တယ်ကိုတို့ရေအဆောင်တွေစီရနေပြီးတော့တနတ်တွေလူကြရောကွာရှော့တော့ဒီစောင်းတွေကပုံချတယ်ကွာအမဲရောင်နေโอเคဒီမှာတနတ်ရပြီဘွားဟယ်လီကော်ပတာကြီးပါပြစ်ချကွာโอ้ရောကွာမင်းတို့ကောင်တွေကပို့ပြီးတော့စိုးလာပြီကွာလာစမ်းကွာဟယ်လီကော်ပတာကြီးပြစ်ချမယ်ဟေးဝေးရောမင်းတို့ကောင်တော်စိုးနေဟာတော်စိုးရွာနေကြပဲကွာတို့ရဲ့ Squid Game ကို season 4 5တွေဆက်ပြီးတော့ကျင်းပလို့မရအောင်ငါတို့ player ကိုယ်တိုင်အဆုံးသတ်ပြစ်မယ်ကွာမင်းတို့ကလူတွေကိုပတ်စံဘန်းပြပြီးတော့ပတ်စံလေးနဲ့မြားပြီးတော့ကဲကြတော့မင်းတို့ရဟာအယုံမအောင်ခေါင်းပြုတ်သွားပြီမင်းတို့ရကြီးစံထိပြီးတော့အယုံမပါခေါင်းပြုတ်သွားပြီရောက်နေမင်းတို့ရပတ်စံနဲ့မြားပြီးတော့လူတွေကိုစမ်းတတ်သုံးချနေရပဲကွာမင်းတို့ရဲ့ရှုံးမှမှုတွေကိုငါကိုယ်ပိုင်ရက်တန်းရက်ပြစ်မယ်ကွာအဲ့ဒါကငါ့ပြောရမှာမင်းတို့ Squid Game လုံးဝအချင်းပေါက်လို့မရစေအောင်ဟိုက်ကော်ပတာရဲ့အစင်မပြေဘူးရောက်နေပိုင်းလို့ပြစ်ချမယ်ဟုတ်သေးဘူးကွာရောက်ပိုင်းလို့ပြစ်ချတာဟာချလိုက်ဝိုင်းကြာသွားပြီတစည်းကြာသွားပြီကဲနောက်စုရကျွန်တော်โอเคတစည်းကြာသွားပြီနောက်စမ်းရောက်ပိုင်းလို့ပြစ်ချစမ်းပါပိုင်းလို့ပြစ်ချရောက်ငါကြီးစံနေကုန်နေပြီကွာကြီးစံနေကုန်နေပြီဒီကြီးစံကုန်တော့ပျောက်ပြီနော်ပိုင်းလို့တခြားချိန်ပြစ်ပျောက်ပြီရောက်ပြီထုတ်ပဲကြံတော့ညတနတ်တွေလိုက်လူပျောက်ဝိုင်းလေဟိုမှာတကောင်းကြီးအဲ့အောင်မင်းတနတ်ငါ့ကိုပေးစကွာရှော့ကွာပေးမင်းတနတ်ငါ့ကိုပေးဟိုမှာတကောင်းချမ်းနေရောက်မင်းတနတ်လည်းငါ့ကိုပေးဟိုမှာဟယ်လီကော်ပတာကိုပြစ်ချဖို့ငါကြီးစံတုံနေရကွာအိုင်ယာယောကွာမင်းတို့ကောင်တော့စိုးနေခါโอเคရပြီလာစမ်းပါဟဲ့မရဝိုင်းလေလာအငွေ့ထွက်နေမင်းတို့ဟယ်လီကော်ပတာအငွေ့ထွက်နေတော့တော့ကွာကြာပြက်ကြပြီရောက်ကွေးပြင်းတော့ပြက်ကြတာဟာအိုးโอเคကဲတာယို let's go ငါဝေးဒီ Squid Game ပြိုင်ဝဲရနေပြီးတော့အကုန်ထွက်ပြေးကြရအောင်ကွာပြေးဟဲ့ငါဘယ်နေရာရောက်လာလဲမသိဘူးငါရောက်ပွင့်သွားပြီကွာပြေးဟာဒီမှာလည်းအဆောက်နေအများကြီးပဲပြက်ကွာဟာဒီမှာကင်မရာနဲ့ရိုက်ထားတာကွာငါဝေးလှုပ်ရှားမှုကိုကင်မရာနဲ့မှတ်တမ်းတင်ပြီးတော့သူကအေးစေးနောက်ကနေရှူစားနေကြတာကွာတွေ့ကြရပေါ့ကွာမင်းတို့လူသားရေးဆိုတာအတုံးချစရာကစားစရာတော်တော်ဝိုင်းပေါ့ဘူးကွာရောက်နေပြမထောင်းနဲ့မင်းတို့အပျော်တန်းကြည့်ရှုဖို့အတုံးချစရာတော်ဝိုင်းမဟုတ်ဘူးကွာညုံငါဒီအိုးကိုဖောက်ခွဲရမယ်လားကျွတ်โอเคပြေးကြဟေးပြေးအားလုံးပဲပြေးကြကိုလူဘော်တာကိုပြေးကြငါ့ player ရဲ့အားလုံးစုစီနဲ့စစ်လုံးနဲ့ဒီ Squid Game ပြိုင်ပွဲကိုငါ့ရဲ့အတူတူတားဆီးလိုက်ကြရအောင်ကွာ Unity ရဲ့ Strange ငါ့ရဲ့စီလုံးကြီးတွေအိမ်ကအော်ဟိုဘာကြီးလဲကွာဟာခေါင်းမှာနွားကောင်းကြီးနဲ့ကွာနွားကောင်းရဲ့တဲ့အောင်မင်းကဘာလဲနွားစက်ကလည်းအကြီးပဲအေး player အချင်းမင်းပြန်ပြစ်စီရလားကွာနွားရဲ့နွားကဒီပါလာလားမင်းတို့ကောင် player အချင်းနဲ့မင်းတို့ကစုလို့ကျင်တယ်ဟာဒီနွားကောင်းကြီးကဘလို့မှပြစ်လို့မရဘူးကွာမရဘူးငါပြေးမှရမယ်ဘလို့မှပြစ်မရဘူးမင်းအချင်းပြန်ပြစ်နေမင်းတို့ကောင်ဒီ player အချင်းမင်းတို့ကလောဘဓမ္မကြီးလည်းပါနေရပဲကွာလောဘဓမ္မကြီးလည်းပါနေရပဲပြေးညီကိုကြီးပြေးခြေနေတော့မကောင်းဟေးဟိုဒီစတဲ့ခံကြီးကအမြတ်တော့ထွက်ပြေးနိုင်မှရမယ်ကွာဟေးရပြေးဟာယောဒီမှာအရှင်းလက်ရောက်ရေးစွတ်ပြောက်လောက်ခံထားရရဲ့ဒီမှာဟိုကစွတ်ပြောက်လောက်ခံထားရရဲ့ရောက်ရေးရှင်နှွေးပူပဲမှာဟာဒုက္ခပဲဘာဖြစ်နေရလဲ